ပိုင်းစားမှာတော့ထာဂီတယောက်ဆွမ်းနာခုနဲ့တကယ်ကြီးဖြစ်လာတာစင်းနေရှိပြီဖြစ်ပေမဲ့လေမင်းကလေးအကြောင်းတစ်ခါမှပြောပြလို့အတွက်သူဘလို့မင်းကလေးကြမသိပါဘူးရမန်တို့ကိုကူညီဖို့အတွက်ဆွမ်းနာခုစီကိုရောက်လာပြီငါကမင်းဘလို့မင်းကလေးမျိုးကိုဟောကြတယ်အသေးမင်းတွေကရမန်တို့ဆိုရင်ရောဘာမှပြန်မပြောခဲ့ပဲမင်းဘလို့မင်းကလေးမျိုးကိုကြိုက်တယ်မင်းဘသူမဆိုချိုက်နေတယ်ကွာအစင်ပြေအောင်ပြောင်းလဲသွားနိုင်တယ်ရတဲ့ရှော့အပင်ဒီမစီခေါ်လာခဲ့ကငါးဆက်တွေမွန်းကျရင်ဒီကိုရောက်လာပြီးတင်မနဲ့တူတဲ့အပင်ကြီးကိုလာကြည့်ဖြစ်တယ်ဆွမ်းနာခုမင်းအရင်ကရေးစားထားဘူးလားမထားဘူးကွာစော်ကြီးပဲဖြစ်တဲ့ဆွမ်းနာခုကိုမယုံပါဘူးဘလားဘလားလေးပြောရင်မျက်နှာတက်တော့ရှိသေးရဲ့ဘာကိုလဲဟာနောက်တစ်ခါမှတော့အတန်းထဲမှာအိတ်နေတဲ့ထာဂီတယောက်ရမတူကဂိမ်းမို့လေးပြီးသွားကြောင်းမေးဖို့လာခါဒီလိုနဲ့နောက်နေ့ကျတော့ဆွမ်းနာခုကိုလည်းခေါ်လာခဲ့ရင်စောက်နေတဲ့ရမတူကိုတွေ့လိုက်ရပါတယ်မို့စားရင်ထာဂီကတော့အတော်လေးကိုကြိုက်နေခဲ့ပါတယ်နောက်တော့ဆွမ်းနာခုတယောက်လည်းအေးတော့ခဲ့ပါတယ်ရမတူလည်းလိုက်မဲ့ပြောခဲ့မယ်လေနေခဲ့ဖို့ပြောလာခါထာဂီကတော့ကောင်းရောက်ကွာလို့စိတ်ထဲမှာတွေးနေပါတယ်ဆွမ်းနာခုကချောတယ်မလားနေလဲအဲ့လိုထင်တယ်မလားအေးသူကအမြဲတမ်းလမ်းနေတဲ့သူတယောက်ပဲငါတူငယ်တန်းလုံးကအမြဲကစားတဲ့ကစားနေကဘီလူးနီလေးအပဲကြောင့်ငိုဆိုတဲ့ဇက်မှာအဲ့ဒီတုန်းကထာဂီကဘီလူးနီလေးလုတ်ခဲ့ပြီးဘီလူးပြလေးကတော့ဆွမ်းနာခုကိုရွေးချယ်လိုက်တာသူကအမေတွေအားလုံးကိုငိုလုံးလန်လက်တယ်ငါတူဆောင်ချက်တွေကတော့စကားမပြောတဲ့အခန်းတွေကပုံများတယ်ဆွမ်းနာခုရဲ့အကောင်းကြောင်းတွေကိုပဲပြောပြနေခဲ့ပါတယ်ရမတူဆွမ်းနာခုကလေ့ကျင့်ရင်ရှိရဲ့လူသဘောကျရဲ့သူ့မှာရေးစားလည်းမရှိဘူးဆွမ်းနာခုလည်းပြန်လာကမင်းတို့ကလိုက်ဖက်ပါတယ်လို့ထာဂီလည်းတွေးနေပါတယ်ဒီလိုနဲ့ပြန်ဖို့လုပ်ကြရင်နောက်တစ်ခါကျစာပို့လို့ရတာဘလို့မုံမျိုးကြလည်းပြောရရင်ပေါ့ကောင်းပြီလေငါနေတော့မှရှိနေတယ်လို့တွေးနေခဲ့ကနောက်မှတွေးတာပေါ့ရမတူနောက်မှပြန်တွေ့ကြတာပေါ့ဟုတ်နောက်တော့အဖေကနေတန်တုံးရရမတူတက်တဲ့ကိုပြုတ်ကြလာခဲ့ကထာဂီတို့လည်းဒါကိုတွေးနေရပြီနာကုကတော့ဖက်လိုက်ပြီးကာကွယ်ရင်ထာဂီကတော့တန်တုံးကိုမှားထားခဲ့ကမင်းထက်ကြတော့ဟာမင်းတောက်ထားနိုင်ရဲ့လားဟာသိပြီဒါကိုဒါမလုပ်ဖြစ်ခင်ဒီရဲ့အခြေအနေမျိုးမှာဒီလိုမြင်မှုကိုမြင်ခဲ့ရမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ငါကသူ့ရဲ့ကောင်တယောက်မဟုတ်ခဲ့လို့လေတဖြည်းဖြည်းနဲ့ပြလာခဲ့တာအဆင်ပြေသွားကြမှာပါသူမအဆင်ပြေနေပြီပဲနည်းနည်းတောက်ခံထောင်းငါကောင်ငါတို့မတင်နိုင်သေးပါဘူးကတခြားသူတွေလာနေပြီဆွမ်းနာခုလည်းမာပေးနေရမသားလည်းသူ့မှာရှိတဲ့အားလေးညာမာပေးနေခဲ့ကထာဂီလည်းအဲ့ဒါကိုတွေ့ပြီးရှိမှအာကွန်တုံးတန်လို့ရလှုပ်ပြလိုက်ပါတယ်ညာညာသွားတဲ့ထာဂီကိုအနာကပ်ပလတ်စာလေးကပ်ပြီးလာခါကြည်လို့နေကြခါနေငါကိုအမြဲကဲခဲ့တာပဲနော်ကျေးဇူးတင်ပါတယ်အပြန်လန်းကြစိတ်နဲ့လိုလည်းတော့မကပ်ပဲထာဂီတယောက်ရမတိုးရဲ့အကြောင်းကိုစဉ်းစားနေခဲ့ကညနေကျရမတိုးလေးကဖုန်းခေါ်လာကစကားပြောဖြစ်ရင်မော်လေးနောက်တစ်ခုလှုပ်ပြီးပါလားဒါပေါ့ရတာပေါ့နောက်ခါလေဟိုသူနာကူကိုမခေါ်ပဲလာလို့ရမလားလို့ရမတိုးလေးကပြောလာကโอเคရတာပေါ့ဒီလိုနဲ့အပိုင်းလေးနဲ့ပြီးသွားပါတယ်စကားမဆက်ကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းနဲ့ Telegram channel ဖွင့်ထားပါတယ်အဲ့မှာကျွန်တော်ရဲ့ YouTube ဗီဒီယိုတွေ cover မိတဲ့အခါအဲ့ channel မှာတင်တော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဂျာမေးထားပါဦးအပိုင်းဆက်မှာတော့ရမတိုလေးကိုတွေ့လိုက်ရကတာဂီတယောက်လည်းဒီနေ့တော်တော်လေးချိုးကိုကောင်းနေပါလားလို့တွေးနေမိပါတယ်။ကိတ်တီလေးလောက်ခဲ့တာစားကြည့်ကြည့်ရင်အတော်လေးကိုတာဂီတယောက်ကြားနေခေကအမြဲတမ်းငါလုပ်တဲ့ကိတ်တွေကိုစားပြီးငါ့ကိုပြောစီရဲ့နော်။စကားပြောပြရင်တာဂီကတော့ဆွမ်းနာခုကဘလောက်မိုက်ကြောင်းနေပြောပြနေငါကြောင့်သူမဘွားလေးလှပသွားမှာပါလို့တွေးနေခဲ့ပါတယ်။ရမတိုကတော့ဝန်နဲ့နေပြီးဟာဂီလက်ဇန်သွားကတောင်းပန်ပါတယ်မလုံးထဲကိုတစ်ခုခုဝင်သွားလို့ပါသူလည်းထွက်ပြေးသွားပြီးဘာဖြစ်သွားတာလဲဟာဆွမ်းနာခုစီကိုရောက်လာခဲ့ပြီးမင်းရမတိုကိုတော့ဖို့ပြောလိုက်ကြလားခါမင်းအကြောင်းကိုဖျက်ပြလိုက်တော့သူငိုသွားတယ်ခွာသူမကမင်းကိုကြားနေတာကပိန်းကောင်ရဟာကောင်တကယ်ပိန်းနေတာကမင်းကွာအားကြောင့်လဲဆိုရင်ရှာမတူကြားနေတာကမင်းကွာကြောင်သွားခဲ့ကငါ့ကိုကျင်းစိတ်မနေနဲ့ကွာကြားရင်တို့ကမင်းကိုကွာဘာလို့ငါလဲဘာလို့ဆိုမင်းကတောက်ချောကြီးမလို့ပေါ့ကျေးဇူးပါပဲမင်းနဲ့လမ်းပါတယ်ရှာမတူလေးကမင်းကိုအဲ့လိုပြောလာတာပန်းချက်မှာတော့ကမဲအိမ်နာသွားအောင်မယ်လို့ဆိုပြီးထွက်သွားတော့ကအဲ့ချိန်မှာသူမငါ့ကိုချစ်ဖွင့်ခဲ့တယ်ဟိုလေသူနဲ့ကတငယ်ချင်းဆိုတော့သူ့မှာရှိစားလို့ဘာလို့ရှိမလားတော့မသိဘူးနော်သူကလမ်းတော်ကိုမရှိဘူးတကယ်လားပြောထားခဲ့ကအတုကိုချင်းမင်းကြီးရဲ့နေမကူနေနိုင်တာကတိုလေးငေါ့ကိုသုံးပေးပါလားဂျာကူကတော့အဲ့ဒါကိုမယုံပါဘူးဟာကောင်မယုံသေးဘူးလားကွာအားကတဲ့မှာတော့ကမင်းသွားတော့မယ်လို့ပြောတော့ကအားကိုမလိုတဲ့ပုံပဲအဲ့ဒါသူကလိုချင်တာငါမဟုတ်ဘူးဘာကြောင့်လဲဆိုတော့မင်းမပါဘဲနဲ့သူပြင်မသွားလို့ပဲသူမမင်းကိုအမြဲကြည့်နေရကွာမင်းကအမြဲသူမကိုပဲဆက်ကြည့်နေတော့သူမကမင်းကိုမင်းလုံးချင်းပဲဆောင်ရပါမလဲကွာမင်းလူတွေကိုအကောင်းမြင်လုံးနဲ့တွေးကြည့်ဖို့လိုနေပြီငါကောသူမငါကိုတိုက်တယ်မဖြစ်နိုင်တာတကယ်ကြိုက်တာမင်းကိုကွာမင်းကလေးအကြောင်းကိုတော့တိဟုလုံနေပြီထင်တယ်မင်းနဲ့တက်ခဲ့တဲ့မင်းကလေးအားလုံးကလည်းမင်းနောက်ကွယ်မှာမင်းအကြောင်းကိုပြောနေကြမှာကွာတကယ်လည်းမင်းကလေးတွေကမင်းပေါ်စိတ်ဝင်စားရှိခဲ့တယ်တကယ်ကြီးတော့ကွာချင်းတွေ့ချင်ကြပေမဲ့လည်းမင်းကတကယ်ကြီးအကြောင်းကိုပြောပြီးချိုက်ချလိုက်တာကိုဒါဆိုမင်းဖာကြောင့်မင်းကအမြဲတမ်းငါလဲကြနေချိန်ဆိုရင်ထူပေးပြီးငါမားနေတဲ့အကြောင်းအရာကိုဆိုထောက်ပြပေးတာရင်မင်းကိုချစ်သွားပြီကွာဒါပေမဲ့ကွာရမသာကငါ့ကိုကြောက်နေတယ်ဆိုတာတော့မယုံတွေ့ဘူးကွာကိုရန်ကျမ်းမှလက်ခံမယ်ဆိုတာလားနောက်တော့ဆွမ်းနာခုအမေကအင်းရှိမှရမတူဆိုတဲ့ကောင်မလေးကရောက်နေလို့ပြောပြရင်ထာဂီလည်းလန်သွားခဲ့ကပုံနေငါကောင်ရမတူလေးရောက်လာခါအကြောင်းမကြားပဲလာမေးလို့တောင်းပန်ပါတယ်ဆွမ်းနာခုကြီးငါခါခိရှိမှငုံမိသွားတယ်ငါဘလို့လုပ်တင်လဲထာဂီကိုကြည့်ပြီးစိတ်ရှုပ်သွားတယ်ဘာကြောင့်ငိုရတာလဲထာဂီကအမြဲတမ်းမင်းကိုပဲအကြံပြုတ်နေတာမင်းအကြောင်းတွေပဲပြောနေတာသူငါ့ကိုစိတ်ဝင်စားလို့အဲ့အကြောင်းပြောနေတာတော့ငါထင်တယ်အဲ့ဒါနေရခလေဘာလို့ဖို့စဉ်းစားထားလဲ
အရှုံးပေးမှလားငါအရှုံးမပေးပါဘူးအေးပါနင်းမဲထင်တာပဲလို့ပေါ့ငါသူ့ကိုတကယ်တိုက်ခဲ့တာပါဟုတ်ပြီနောက်တစ်ချိန်တော့ကျေးဇူးပြုပြီးနောက်တစ်ချိန်တော့ပြောကြည့်အောင်ငါသူ့ကိုတကယ်တိုက်ခဲ့တာဘာသူ့ကိုလဲထားကြီးကိုအရေးကြီးနေတော့နောက်တစ်ချိန်တော့ငါတကယ်ကိုထားကြီးကိုကြိုက်တယ်ထွက်ခဲ့တော့ဗဆန်းမှာမင်းနဲ့သူမကိုပြောတင်တာပေါ့ထားကြီးလည်းပုံးနေရတဲ့ကနေထလာခဲ့ပါတယ်ဒီလိုနဲ့အကြီးကြီးဆက်နေကြခါဟာနေကိုကြိုက်တယ်ငါတို့စတဲ့ကလေးကငါလည်းနေ့ကိုကြိုက်တာနေတော့အချစ်စနေကြခါဆူနာခုကတော့ဘရိုတိုးလိုမျိုးပါပဲနောက်နေ့မှာဆူနာခုအတွက်ကျေးဇူးတင်တဲ့အနေနဲ့ကလေးပေးတာကအဲ့လောက်မလိုပါဘူးကွာငါကမင်းပြောတာကိုမြင်စီုံပါတိုင်းမင်းကတကယ်ကိုဘီလူးပြလေးပဲကွာဆူနာခုကတော့မမှတ်မိတာနဲ့တာကီလည်းပြပြလာခဲ့ပါတယ်အရန်ကိုကျင်ညာတဲ့ဘီလူးနီလေးကတောင်တန်းတွေပေါ်မှာနေထိုင်ခဲ့တယ်သူ့ကိုလူလေးကကြောက်ပြီးဘီလူးနီလေးမှာအထီးကျန်နေခဲ့တာအဲ့ဒီအချိန်မှာဘီလူးပြလေးကလူရွာထဲကိုတောင်းကျမ်းမယ်မင်းကငါ့ကိုလာတတ်ခဲ့အဲ့ကလူတွေကမင်းကိုစိတ်ပြောင်းသွားပြီးစိတ်ပြောင်းသွားလိမ့်မယ်ဒီလိုနဲ့ဘီလူးပြပြောတဲ့အတိုင်းဟန်ဆောင်တက်ထုတ်ခဲ့ခါအဲ့ချိန်ကစပြီးဘီလူးပြပြောခဲ့တယ်လို့ပဲလူသားတွေကဘီလူးနီလေးကိုခင်မင်လာကြခါဒီလိုနဲ့တငယ်ချင်းတွေရလာခဲ့ပါတယ်တနေ့သူ့ကိုကူနေခဲ့တဲ့ဘီလူးပြလေးစီကိုတွားရင်စာရီတစ်ဆောင်ပဲတွေ့လိုက်ရခါစာထဲမှာရေးထားတာကတော့မင်းနောက်ဆုံးမှလူသားတွေနဲ့တငယ်ချင်းဖြစ်ခဲ့ပြီးပေါ့မင်းနဲ့ငါကတငယ်ချင်းဖြစ်တော့သူတို့မင်းကိုမယုံကြည်တဲ့အခါပြန်လာခဲ့ပါငါစီကိုဘီလူးနီလေးကတော့ဝန်နဲ့နေခဲ့ပါအဲ့ဒါကိုကြားပြီးရမလူလေးကလည်းဝန်နဲ့ဆရာပဲဒါပေါ့အဲ့ဒါတော်တော်လေးဝန်နဲ့ရတယ်လူပြလေးကအကောင်းဆုံးပဲဒါပေါ့သူတို့နှစ်ယောက်ကိုကြည့်ပြီးဆူနာခုကတော့စိတ်ပြက်နေရပါတယ်ငါတို့ကတငယ်ချင်းတွေကွာတငယ်ရေးပရှင်နာကိုမြင်ချင်ကြတဲ့သူတွေကြီးပါပဲအဲ့ဒါပုံမှန်ပါပဲငါကောတိုင်းဆူနာခုအမြဲတမ်းငါ့ကိုစောင့်ကြည့်နေခဲ့တာကိုဝန်နဲ့နေခဲ့ကအပန်းလေးလည်းပြီးသွားခဲ့ပါတယ် I know you told your friend you're not okay. And tell me what's wrong and why